ဒီအမျိုးသမီးလုပ်တဲ့စီတလုံးဟာဒေါ်လာ9 သန်းအထိဈေးပေါက်ပါတယ်ဈေးကြီးလုံးပေမဲ့လည်းဝယ်မဲ့သူတွေကတော့အတိုးအရှို့ပါပဲသူမဟာအိမ်အောင်ကြကလေးကညတိုင်းအိတ်ခမ်းထဲမှာမအိပ်ပဲစီလုပ်တဲ့အလုပ်ယုံထဲမှာပဲတညလုံးအချိန်ကုန်ဆုံးလို့ရှိပါတယ်သူမရဲ့ခင်မုန်းဖြစ်သူကဇနီးတီတယောက်တည်းပင်ပန်းနေမှာဆိုလို့ဒီပညာကိုသင်ပေးဖို့တောင်းဆိုခဲ့ပေမဲ့သူမကတော့အရန်ကိုတုံလုံးချောက်ချသွားပြီးဒီစီတွေကိုသူမတယောက်တည်းပဲလုပ်နိုင်တယ်လို့ညင်းဆိုခဲ့ပါတယ်ဒါကိုရောက်ခမဖြစ်သူကလည်းကြည့်မရပါဘူးအိမ်တောင်တက်30နှစ်ရှိပြီဖြစ်ပေမဲ့ချွေးမဖြစ်သူကညတိုင်းအလုပ်ယုံထဲမှာပဲပုံနေတက်လို့အခုထိငေးချီခွင့်မရသေးလို့ပါပဲတကယ်တော့ဒီစီတွေကိုဘာလို့ညဘက်မှလုပ်ရတာလဲဆိုတာဘယ်သူမှနားမလည်နိုင်ခဲ့ကြပါဘူးတညမှာတော့လောဘကြီးတဲ့ခဲအိုဖြစ်သူကစီလုံးကြီးကိုခိုးကြည့်ဖို့အလုပ်ယုံတကားဝမှာချောင်းနေခဲ့ပါတယ်အဲ့ဒီမှာတင်သူမဟာလေးလံတဲ့အိတ်ကြီးတအိတ်ကိုအလုတ်ယုံနဲ့ဆွဲသွင်းသွားတာကိုတွေ့လိုက်ရပါတယ်။ကျမ်းပြင်ပေါ်မှာလည်းတွေးကွက်တွေစွန့်ထင်းနေပြီးသူမကဓာတ်တစ်ချောင်းကိုကင်ထားတာပါ။ခဲအိုဖြစ်သူချောင်းကြည့်နေတာကိုသူမသိသွားတဲ့အခါမှာတော့ဓာတ်ကိုကြောနောက်မှာအမြန်ဝတ်လိုက်ပြီးဒီနေ့စီလုံးနီးတင်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကိုခင်မုန်းဖြစ်သူသိသွားတဲ့အခါမှာတော့အယမ်းကိုအံ့ဩသွားပါတယ်။တစ်ဆက်နှလုံးလုံးသူ့ကိုမတင်ပေးပဲရောက်လာတာ2 ရက်ပဲရှိသေးတဲ့ခဲအိုကိုမှဘာလို့တင်ပေးရတာလဲဆိုတာသိချင်လို့ခင်မုန်းဖြစ်သူဟာအလုတ်ယုံတွေကစပွဲအောက်မှာကြိုတင်ပုံးနေခဲ့ပါတယ်။သူမနဲ့ခဲအိုဖြစ်သူအလုတ်ယုံထဲဝင်လာတဲ့အချိန်မှာတော့ခင်မုန်းဖြစ်သူကစပွဲအောက်ကနေထွက်လာပြီးသူတို့ကိုစူပူချင်းမောင်းလိုက်ပါတော့တယ်။သူတို့အားလုံးအယမ်းကိုအံ့ဩသွားကြပါတယ်